မွေတွေဟာသူတို့အချင်းချင်းတောင်ပြန်ပြီးတော့အမဲလိုက်တတ်တဲ့တတ္တဝါတွေဖြစ်တယ်ဆိုတာသင်တို့သိပါသလားဒါဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုလိုက်ကြရအောင်မွေတွေမှာသူတို့အချင်းချင်းပြန်ပြီးတော့အမဲလိုက်တတ်တဲ့သဘာဝတွေရှိနေပါတယ်အထူးသဖြင့်ကင်းကော်ပရာလို့ခေါ်တဲ့မွေဟောက်ပရင်တွေကသူတို့ထက်အင်အားနည်းတဲ့မွေအသေးစားတွေကိုပြန်လည်ရှာဖွေစားသုံးတတ်တဲ့အလေးအထားတွေရှိနေပါတယ်ဒီဗီဒီယိုထဲမှာတော့ကင်းကော်ပရာတကောင်ကသူ့ထက်အင်အားနည်းတဲ့မွေတကောင်ကိုမွေချင်းချင်းပြန်စားနေတဲ့ထိတ်လန့်ဖွယ်ရာမြင်ကွင်းတစ်ခုကိုမြင်တွေ့ရမှာပါတတ္တဝါတွေအများကြီးနေထိုင်တဲ့သဘာဝတောရိုင်းလောကဟာရက်ဆက်ကြမ်းကြုတ်လွန်လှပါတယ်ဒီမှာဆိုရင်လေအစိတ်ရှိသည်ဖြစ်စေအစိတ်မဲ့သည်ဖြစ်စေမွေတကောင်ဟာနောက်ထပ်မွေတကောင်ကိုသူ့ရဲ့အစာအဖြစ်ဝါမျိုးစားသုံးနေတာကိုထိတ်လန့်စရာမြင်ကွင်းတစ်ခုအနေနဲ့မျက်ဝါးထင်ထင်မြင်တွေ့နေရပါတယ်အခုမြင်တွေ့နေရတဲ့မွေကြီးဟာသူ့ရဲ့အစားအစာတွေမှာတခြားသောမွေမျိုးစိတ်တွေကိုပါထည့်သွင်းစားသုံးတတ်တဲ့ထူးခြားတဲ့တတ္တဝါမျိုးဖြစ်ပါတယ်။သူဟာအာရှတိုက်ရဲ့အစိတ်ပြင်းမွေလောကမှာအကြီးဆုံးဖြစ်တဲ့ကင်းကော်ပရာပဲဖြစ်ပါတယ်။သူဟာတခြားသောမွေငယ်တကောင်ကိုဦးကောင်းဘက်ကနေစတင်မျိုးချလိုက်ပြီးနေကွေးနေတဲ့ဆိုပေမဲ့တိကျတဲ့အလုပ်တစ်ခုကိုဆက်လက်လှုပ်ဆောင်နေတာပါ။မွေတွေဟာသားကောင်ကိုဝါစားနိုင်စွမ်းမရှိပါဘူး။သူတို့ရဲ့မေးရိုးတွေကတခြားအရိုးတွေလိုခိုင်မာစွာချိတ်ဆက်မနေပဲအလွန်ပြောင်းလဲပြင်းလဲဖြစ်နေတာကြောင့်သူတို့ခန္ဓာကိုယ်ထက်ပိုကြီးတဲ့သားကောင်တွေကိုတောင်မျိုးချနိုင်တာပါအခုမြင်နေရတဲ့အတိုင်းပဲတစ်ဖက်သားကောင်ရဲ့ကိုယ်ထဲတစ်ခုလုံးကိုတလက်မချင်းတွန်းပို့နေတဲ့မွေကြီးရဲ့မေးရိုးလှုပ်ရှားမှုတွေဟာတကယ်ကိုအမခမ်းပါပဲသူရဲ့အောင်မေးရိုးနှစ်ချမ်းကတီးခြားလွတ်လပ်စွာလှုပ်ရှားနေပြီးသားကောင်ကိုတဖြည်းဖြည်းရစ်ပတ်ဆွဲသွင်းနေပါတယ်ဒီလုပ်ငန်းစဉ်ကိုလုပ်ဖို့အတွက်နာရီပေါင်းများစွာလဲကြာမြင့်နိုင်ပါတယ်။နောက်ဆုံးမှာတော့မွေငယ်လေးရဲ့ခန္ဓာကိုယ်ကကင်းကော်ပရာမွေကြီးရဲ့ဝမ်းပိုက်ထဲကိုအလုံးစုံရောက်သွားခဲ့ပြီးခန္ဓာကိုယ်ကတော့ပျောက်ကွယ်သွားခဲ့ပါပြီ။အခုလိုမျိုးမွေတကောင်ကိုစားသုံးလိုက်ပြီးပြီဆိုရင်တော့ကင်းကော်ပရာတကောင်ကနောက်ထပ်ရက်သက်တစ်ပတ်များစွာတခါတရံလပေါင်းများစွာအထိအစာမစားဘဲရှင်သန်နိုင်စေမှလည်းဖြစ်ပါတယ်။တဘာဝတောရိုင်းလောကရဲ့နေ့စဉ်ဘဝဟာလျှို့ဝှက်ဆန်းကျဲပြီးရက်ဆက်ကြမ်းကြုတ်လာပါတယ်။ဒါပေမဲ့ဒီလိုအဖြစ်အပျက်တွေဟာတဘာဝရဲ့အစာကွင်းဆက်ကိုပုံဖော်ပေးနေတဲ့အရာတွေပဲဖြစ်ပါ